အားလုံးပဲမင်္ဂလာပါဒီသုံးလုံးလမ်းနေ host ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ grade 12 biology chapter 1ခန်းလေးကပါတယ်3 domain ဆိုတဲ့အကြောင်းအရာလေးကိုပေါ့နော်ပုံလေးနဲ့ပြထားလေးရှိတယ်အဲ့ဒါလေးတွေကိုထပ်ပြီးတော့နားလည်လို့ရပါပေါ့နော် channel ပိုင်းလေးကိုဆက်ပြီးတော့ရှင်းပြလေးဖြစ်တယ်ပေါ့နော်အရှိဗီဒီယိုမှာတော့ရှင်းပြထားပြီးသားပေါ့နော်ဒါပေမဲ့ဒါလေးကအရှိဗီဒီယိုတွေကဓာတ်ပုံဖြစ်တဲ့ခါကျတော့နည်းနည်းစာသားလေးတွေနဲ့သေးနေရလေးရှိပါတော့အဲ့ကြအဲ့အတွက်ကိုဒါလေးတွေထုတ်ပြီးတော့ပြန်လည်ပြီးတော့ထပ်ဆင့်ရှင်းပြခြင်းဖြစ်ပါတယ်နော်အဲ့ကြတော့ကြည့်ကြည့်အောင်ပထမဦးဆုံးကဘာအကြောင်းအရာလဲဆိုတော့ကျတော့ domain archaea ပေါ့နော်ဆရာဒီမှာ domain archaea လို့ခေါ်တဲ့ some of the prokaryotes known as archaea archaea လို့ဒီလူသိများတယ်ပေါ့နော်ဒီ prokaryote အချို့ပေါ့နော်အဲ့ဒီကောင်တွေကဘယ်မှာနေကြလဲဆိုရင်တော့ live in earth extreme environment earth extreme environment လို့ခေါ်တဲ့ဒါအရန်ကိုပေါ့နော်ဒါလွန်ကဲနေတဲ့ပြင်းထန်နေတဲ့ပတ်ဝန်းကျင်ခြေတွေမှာရှိတာပေါ့နော်အဲ့ဒါတွေကဘာလဲဆိုရင်တော့ set as saltly lake and boiling hot spring ဒီကဆရာတို့ကဘာလဲဆိုတော့ကျတော့ saltly lake လို့ခေါ်တဲ့ဒီစားငံအိုင်ကြီးပေါ့နော်နောက်တစ်ခုတော့ boiling hot spring လို့ခေါ်တဲ့ရေပူစမ်းလို့မျိုးနော်ဒီပြင်းထန်တဲ့နေရာမျိုးတွေမှာဒီလိုပတ်ဝန်းကျင်တွေမှာဒီကနောင်အာခီယာတွေကဒါနေထိုင်ကြတယ်ပေါ့နော်ဒီ domain အာခီယာတွေကတော့ includes သူတို့က multiplying kingdom ပေါ့နော်ဒါဒီ domain နယ်ပယ်ထဲမှာဆိုရင်သူတို့ကဒီအာခီယာတွေကဒီ kingdom လောကတွေမှာပဲသူတို့ကပေါင်းကြတာပေါ့နော်သူတို့ကဘယ်လိုပုံစံလေးရှိတယ်ဆိုတော့ကြတော့ each round structure in this photo is an archaea cell နော် archaea cell တွေပေါ့ဒီပုံမှာပေါင်းနေအဝိုင်းပုံစံလေးတွေပေါ့နော်အဲ့ဒါဒီအကုန်လုံးကိုဆရာတို့ကဒါ domain archaea တွေမှာပေါင်းနေလို့ဆိုကြတယ်ပေါ့နော်ပုံလေးကတော့ဆရာတို့ပုံလေးစာအုပ်မှာကြည့်လို့ရတယ်ပေါ့နော်အဲ့ကြတော့ဟုတ်ပြီဆရာနောက်ထပ်တစ်ခုကတော့နံပါတ် P ရတော့ဗာလဲဆိုတော့ကြတော့ domain bacteria ပေါ့နော်ဒါ bacteria တွေပေါ့ bacteria တွေရာဆိုရင်တော့ are the most diverse and quite separate prokaryote ဒီက bacteria တွေရာသူတို့က diverse most diverse အမျိုးအစားတွေနဲ့꿰ပြားပြီးတော့ quite separate prokaryote တွေဖြစ်ကြတယ်သူကကျဲတဲ့ကျဲပြန်ဆုံးတော့ဟာဖြစ်တယ်ပေါ့နော်အဲ့ဒါ now classify သူတို့တွေကိုအခုအခါမှာပေါ့နော်အမျိုးအစားတွေခွဲတဲ့အခါမှာဘာလဲဆိုတော့အခါကျတော့ into multiplying kingdom လို့ခေါ်တယ်ဆိုတော့เนาะဒီ kingdom လောကမှာအစဉ်မျိုးစားတွေသူတို့ခွဲခြားကြတယ်ပေါ့နော်ဒီမှာတွေဆိုဘာရှိမလဲဆိုတော့ကျတော့ e raw shape structure in this photo is a bacteria cell ပေါ့နော်ဒီပုံမှာပါရှိတဲ့ဒီအချောင်းပုံပြီးစောက်ထားတဲ့ bacteria ဖြစ်ကြတယ်ပေါ့နော်ပုံကတော့ဆရာတို့ကပုံလေးစာအုပ်မှာကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့နံပါတ် C ကတော့ဘာလဲဆိုတော့ domain rukara ပေါ့နော်ဒီ rukara မှာကျသူကထပ်ပြီးခွဲရတယ်ရှိသေးတယ်ပေါ့နော် protists are most unicellular eukaryotes and some relatively simple multicellular relatives ပေါ့နော်ဒီကတော့ပြောခဲ့တဲ့ protists တွေကကြသူတို့ကများသောအားဖြင့်ပေါ့နော်အများအားဖြင့်သူ cell တစ်ခုရဲ့ unicellular eukaryote ပေါ့နော် cell တစ်ခုနဲ့ဖွဲ့စည်းထားတဲ့ဒါ unicellular တွေဖြစ်ကြတယ်ပေါ့နော်some relatively simple multicellular relative ပေါ့နော်အချို့ကကျတော့တော်တော်လေးကိုရိုးရှင်းပြီးတော့ဒီမှာ cell များစွာနဲ့သူတို့ဖွဲ့စည်းထားကြတယ်ပေါ့နော်ဒါတော့သူကဒီမှာ picture here ပုံမှာပြထားတာပေါ့နော် is an assortment of protists inhabiting pond water ပေါ့နော်ဒါတော့သူက GI နဲ့ပေါ့နော်ဒီရှင်သန်ပေါက်ဖွားနေတဲ့ဒီ protist မျိုးစားကိုပြသထားတယ်ပေါ့နော်ဒါတော့ပုံလေးစာအုပ်မှာပုံမှန်ရှိလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုတော့ကျတော့ kingdom fungi လို့ခေါ်တဲ့ဆရာတို့ဒါမှုလောကမျိုးစားတွေပေါ့နော် is defined သူတို့အဓိပ္ပာယ်သတ်မှတ်လို့ရ in part by the nutritional mode of its member သူတို့ကဒီအမျိုးစားတွေပေါ့နော်တူတဲ့ဒီပုံတွေပေါ့နော်မှုထဲမှာပါတဲ့ဒါဒီ set this maroon လို့ခေါ်တဲ့ဒီမှုမျိုးစားပေါ့နော်ပုံထဲမှာမှုပုံလေးပြထားတယ်ပေါ့နော်သူတို့ရဲ့အာဟာရပြုတဲ့ပုံစံကြတော့သူတို့ကတစ်စိတ်တစ်ပိုင်းဖွင့်ဆိုလို့ရတယ်နော်အဲ့ဒါဘာလဲဆိုတော့ကျတော့ which absorb nutrient from outside their body သူတို့ကကျတော့ဘာလုပ်တာလဲဆိုတော့ကျတော့ဒီကိုယ်ရဲ့ပြင်ပနေပြီးတော့အာဟာရကိုအဓိကထားပြီးတော့သူတို့ကစုပ်ယူကြတယ်ပေါ့နော်သူတို့ရဲ့အစာရရဖို့အတွက်ပေါ့နောက်တစ်ခုကတော့ဘာလဲဆိုတော့ kingdom animal ပေါ့နော် consist of သူ့မှာပါဝင်တာကတော့ multicellular eukaryote that ingest other organism ပေါ့နော်ဒါတတ္တဝါလောကပေါ့နော်အခြားသက်ရှိတွေကိုသူတို့ကအဓိကထားပြီးတော့စားသုံးကြတယ်ပေါ့နော်ဒီ cell များစွာနဲ့ပြုလုပ်ထားတဲ့ဒါ eukaryote တွေပါဝင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုတော့ kingdom plantae ပေါ့နော်
concept of အဲ့ဒီမှာပါဝင်တာကတော့ multicellular eukaryote ပေါ့နော်ဒါအပင်လောကပေါ့နော်သူတို့မှာလည်းဒီ cell များစွာနဲ့ဖွဲ့စည်းထားကြတယ်ပေါ့နော် that carry out photosynthesis သူတို့ကတော့အလင်းမေစုအစာဖွဲ့စည်းကြတယ်ပေါ့နော် that conservation of light energy to the chemical energy in food အဓိကတော့သူတို့ကဒီအလင်းစွမ်းအင်ရနေပြီးတော့ဒီအစာအတွင်းပေါ့နော်ဒီဓာတုစွမ်းအင်ဖြစ်ကိုအဓိကပြောင်းလဲပေးတာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ် Darwin ပေါ့နော် Darwin ဆိုတဲ့ပုဂ္ဂိုလ်နော်1804ရဲ့1882လို့ပါပေါ့နော်1809နဲ့1882ခုနှစ်မှာသူက propose တင်သွင်းခဲ့တာပေါ့နော် Nature Session as the magazine for evolutionary adaptation of population to their environment ပေါ့နော်အဓိကဒီမှာသူကလူသားတွေနဲ့ပေါ့နော်ဒီပတ်ဝန်းကျင်နဲ့လိုက်ရောညီတွေဖြစ်အောင်ပေါ့နော်ဒီစင်ကဲပြောင်းလဲတဲ့ဒီရန်နေရပေါ့အဲ့ဒါကိုနော်သူကဒီသဘာဝရဲ့ရွေးချယ်မှုဖြစ်တယ်ဆိုပြီးတော့ဒါ debut အဆိုပြုတင်သွင်းခဲ့တယ်နော်ဒါလိုပြောရပါနောက်က nature session ဒီသဘာဝရဲ့ရွေးချယ်ခြင်းဆိုတာ is that defined as သူအဓိပ္ပာယ်သတ်မှတ်လို့ရတယ်ပေါ့နော် the evolutionary process that occur when a population is exposed to environmental factor ပေါ့ဘာလဲဆိုတော့ခါကျတော့ဒီတစ်ခုကဒီခဏပြောခဲ့တဲ့မျိုးတူတဲ့ဒီတက်ရှိတဲ့ဥယျာဉ်ပေါ့နော် population ဥယျာဉ်တွေကတစ်ခုကဆိုရင်ဒီပတ်ဝန်းကျင်မှာဆိုင်တဲ့သူဒီအကြောင်းတရားတွေပေါ့နော်အဲ့ဒါတွေနဲ့ထိတွေ့လိုက်တဲ့အခါမျိုးမှာဆိုရင်တော့ that consequently cause individual with certain hereditary trait to have greater reproductive success than to individual with other hereditary trait ပေါ့နော်ဒီကပြောချင်တာကတော့သူကဒီမျိုးတူသက်ရှိဥယျာဉ်တစ်ခုပါဆိုရင်ဒီပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အကြောင်းတရားတွေနဲ့ပေါ့နော်ဒီထိတွေ့လိုက်တဲ့အခါမျိုးမှာဆိုရင်တော့သူရဲ့ဒီဖြစ်ပေါ်လာတယ်ပေါ့နော်ဒီမျိုးစက္ကန့်တိုင်းနဲ့လက္ခဏာရှိတဲ့ဒီတဦးချင်းစီမှာဆိုရင်တော့အခြားသောဒီမျိုးလက္ခဏာစက္ကန့်တိုင်းမှုရှိတဲ့လူတွေအတွက်မျိုးအောင်တွေဟာပို့ပြီးတော့သူကဒါဖြစ်နိုင်ရများတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကအဓိကထားပြီးတော့ဆိုလိုတာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကတော့ဒါဒီ chapter 1ကအပိုင်းလေးပေါ့နော်ဒီ3 kingdom လောကအကြောင်းကိုပြန်လည်ပြီးတော့ထုတ်လုပ်ပြီးရှင်းပြတာဖြစ်တယ်ပေါ့နော်အဲ့ကြဗီဒီယိုလေးကြိုင်းနေတတ်တယ်ဆိုရင်လည်း subscribe လုပ်ပြီးတော့လည်းမြစ်တာရက်ခံပါတယ်အားလုံးပဲစီမီကမယ်လို့ပြောနေပါတယ်နောက်မှပြန်တွေ့ပါ